မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ယာဒီခွင်တွေထဲမှာထူးခြားစမ်းသစ်မှုအရှိဆုံးအနာဂတ်ဆန်ဆုံးနဲ့လူအများနဲ့မတူတဲ့အတွေးခေါ်ပိုင်ရှင်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါဟုတ်ပါတယ်သူတို့ကတော့ကုံယာဒီဘွား Aquarius တွေပဲဖြစ်ပါတယ်ကုံယာဒီဘွားတွေကိုဘာလို့လူစမ်းလို့ခေါ်ကြတယ်လဲသူတို့ကလူမှုရေးသမားလားဒါမှမဟုတ်တယောက်တည်းနေရတာကိုပိုနှစ်သက်သူတွေလားသူတို့ရဲ့ထူးခြားတဲ့ဇယိုက်တွေကဘာတွေလဲဆိုတာကိုဒီဗီဒီယိုထဲမှာအတူတူလေ့လာကြည့်အောင်ကုံယာဒီဘွားတွေဟာလေးသက်အဲဆိုင်ပိုင်ရှင်တွေဖြစ်ပြီးရေထန်သမားတင်ကေတနဲ့ကိုစားပြပါတယ်။သူတို့ကရေကိုခွက်ထဲကနေမြေပြင်ပေါ်ကိုလောင်းချတယ်လို့မျိုးလူအဖွဲ့အစည်းအတွက်အသိဉာဏ်တွေနဲ့စိတ်ကူးတစ်တွေကိုဖြန့်ဝေပေးတတ်တဲ့သူတွေပါ။ပထမဆုံးသူတို့ရဲ့ဇယိုက်ကကိုပိုင်ဟန်ပါ။ Fashion ကစလို့အတွေးခေါ်အစုံသူတို့ကသူများနဲ့မတူပဲတမူထူးခြားနေတတ်ပါတယ်။ယိုနေတဲ့စီကန်းတွေကိုသဘောမကျပဲကိုယ့်ဘာသာကိုလမ်းတစ်ထွင်ပြီးရှော့လန်းတတ်ကြပါတယ်။ဒုတိယအချက်ကတော့လူသားချင်းစာနာမှုပါကုံယာဒီဘွားတွေဟာကိုကျိုးစည်းကွာထက်အများကောင်းကျိုးကိုပိုပြီးရှေ့တန်းတင်တတ်ကြပါတယ်မတရားမှုကိုမုန်းတီးပြီးတန်တူညီမျှမှုကိုမျက်နှိုးသူတွေပါသူတို့ရဲ့အုံနောက်ထဲမှာကဘာကြီးကိုဘလို့ပိုကောင်းအောင်လုပ်မလဲဆိုတဲ့စိတ်ကူးတွေအမြဲရှိနေတတ်ပါတယ်သူတို့ကဉာဏ်ကြီးထက်မြက်ပြီးစမ်းတစ်တဲ့နည်းပညာတွေနဲ့အနာဂတ်အကြောင်းအရာတွေကိုစိတ်ဝင်စားတတ်ကြပါတယ်စူဇန်လိုစိတ်ကသူတို့ရဲ့ဘဝကိုမောင်းနေနေတဲ့အင်ဂျင်တစ်ခုပါပဲကုံယာဒီဘွားတွေအတွက်လွတ်လပ်မှုဟာအသက်ပါပဲသူတို့ကိုဘောင်တစ်ခုထဲမှာချုပ်နှောင်ထားလို့မရပါဘူးကိုယ့်ဘာသာကိုလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ကိုအမြဲတောင့်တနေကြပါတယ်ဒါကြောင့်ပဲအချစ်ရေးမှာတစ်ခါတလေနားလည်မှုလွဲတာတွေဖြစ်တတ်ပါတယ်သူတို့ကချစ်သူကိုမချစ်တာမဟုတ်ပဲကိုယ့်ရဲ့ကိုယ်ပိုင်အချိန်နဲ့နေရာလေးကိုလိုအပ်တာပါသူတို့နဲ့တွဲတဲ့သူဟာလွတ်လပ်ခွင့်ပေးနိုင်ပြီးစိတ်ချင်းဆက်သွယ်မှုကောင်းတဲ့သူဖြစ်ဖို့လိုပါတယ်တငယ်ချင်းအဖြစ်တော့သူတို့ကအကောင်းဆုံးနားထောင်ပေးနိုင်သူတွေပါစိတ်ပူပန်မှုတွေရှိရင်သူတို့စီကအမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့အကြံကောင်းတွေရတတ်ပါတယ်။ကုံယာဒီဘွားတွေရဲ့အားသာချက်တွေကတော့ပင်ကိုဉာဏ်ရည်ချက်မြတ်မှုတီထွင်ဖန်တီးနိုင်စွမ်းလူသားချင်းစာနာမှုနဲ့အနာဂတ်အမြင်ရှိခြင်းတို့ပါပဲ။ဒါပေမဲ့သူတို့မှာအားနည်းချက်တွေလည်းရှိတတ်ပါတယ်။တခါတလေပါစိတ်ခံစားမှုကိုဖော်ပြဖို့ခက်ခဲကြီးလူအများနဲ့ခက်စိမ့်စိမ့်နေတတ်တာမျိုးဖြစ်တတ်ပါတယ်။တခါတလေမှာကိုပြောတဲ့အရာကိုသူများနားမလည်ရင်စိတ်တိုးတက်တာမျိုးလည်းရှိတတ်ပါတယ်။ကဲအခုပြောပြသွားတဲ့အချက်တွေကတင့်ဘေးနားကကုံယာဒီဘွားတွေနဲ့ကိုညီမှုရှိမရှိပြောပြခဲ့ပါအောင်သူတို့ကတကယ်တော့ကဘာကြီးကိုပိုမိုကောင်းမွန်အောင်ပြောင်းလဲပေးနိုင်တဲ့အလားအစားရှိတဲ့ပုံကူတွေပါပဲဒီဗီဒီယိုလေးကိုသဘောကျရင် like and share လုပ်ဖို့မမေ့ပါဘူးနဲ့နောက်ထပ်ဘယ်ယာဒီဘွားတွေအကြောင်းသိချင်သေးလဲဆိုတာ comment မှာရေးပေးခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ